Hello အယောင်နွေးတဲ့ကဘာကြီးရေဒီတစ်ခါမှာတော့ကဘာကြီးရဲ့မှာရှိနေတဲ့နူးညံ့တဲ့အယောင်၄ယောင်အကြောင်းကိုပြောပြချင်ပါတယ်ပထမဆုံးတစ်ယောင်ကပန်းယောင်မှာပန်းယောင်ကိုအတီးပန်းတို့မှာသဘာဝအယောင်အဖြစ်တွေ့ရပါတယ်ပန်းယောင်ကအရန်နူးညံ့ပြီးချစ်စရာကောင်းတဲ့အယောင်မို့လို့ကလေးလေးတွေရဲ့အယောင်လို့လည်းပြောကြတယ်ပန်းယောင်ကနုပြိုငယ်ရွယ်လန်းဆန်းတဲ့ဂုဏ်သတ္တိရှိတယ်။နူးညံ့ချိုမြင်ပြီးရိုမက်တစ်ဖြစ်တယ်။ပန်းရောင်ကိုကြိုက်တဲ့သူတွေကပန်းရောင်လိုဂုဏ်သတ္တိရှိမှာပေါ့။သူတို့ကအနုအရွအလှပနဲ့မင်္ဂလိစန္ဒာကိုကြိုက်ကြတာ။တင်ရောပန်းရောင်ကိုကြိုက်ပါသလား။ဒုတိယအယောင်ကလိမ္မော်ရောင်မှာလိမ္မော်ရောင်ကိုသတီးတွေအသီးအနှံတွေပန်းတွေမှာတဘာဝအယောင်ဖြစ်တွေ့ရပါတယ်။လိမ္မော်ရောင်ကအစာစားခြင်းစိတ်ကိုဖြစ်စေတဲ့အယောင်လို့လူသိများပါတယ်။လိမ္မော်ရောင်က positive vibe ရှိတဲ့အယောင်ဖြစ်ပြီးတက်ကြွနေတဲ့စွမ်းအင်အကောင်းမြင်စိတ်နဲ့ပျော်ရွှင်မှုတီထွင်ဖန်တီးနိုင်မှု self confidence လူမှုဆက်ဆံရေးကောင်းမွန်မှုတို့ကိုစားပြုပါတယ်။လိမ္မော်ရောင်ကိုကြိုက်တဲ့သူတွေကလိမ္မော်ရောင်လိုဂုဏ်သတ္တိရှိမှာပေါ့။သူတို့ကဆန်းသက်လွင်အကောင်းမြင်စိတ်ရှိတာကိုကြိုက်ကြတာတင်ရောလိမ္မော်ရောင်ကိုကြိုက်ပါသလားနောက်ထပ်တစ်ယောင်ကအဝါရောင်မှာအဝါရောင်ကိုသစ်သီးတွေအသီးအနှံတွေပန်းတွေမှာတဘာဝအယောင်ဖြစ်တွေ့ရပါတယ်အဝါရောင်ကလည်း positive vibe ရှိတဲ့အယောင်ဖြစ်ပြီးပျော်ရွှင်မှုမျှော်လင့်ချက်အကောင်းမြင်စိတ်လန်းဆန်းတက်ကြွမှုစူးစမ်းလိုစိတ်တို့ကိုစားပြုပါတယ်အဝါရောင်ကိုကြိုက်တဲ့သူတွေကအဝါရောင်လိုဂုဏ်သတ္တိရှိမှာပေါ့သူတို့ကလွတ်လပ်ပျော်ရွှင်နေတာကဘာကြီးကိုကောင်းမွန်တဲ့အရာတွေနဲ့ပဲပြည့်နေစေချင်ကြတာတင်ရောအဝါရောင်ကိုကြိုက်ပါသလားနောက်ဆုံးတစ်ယောင်ကတော့အဖြူရောင်မှာအဖြူရောင်ကိုအသီးပန်းတွေမှာသဘာဝအယောင်ဖြစ်တွေ့ရပါတယ်အဖြူရောင်ဆိုတာပကတိရှင်လင်းတဲ့အလင်းရောင်ဖြစ်တယ်ကြည်လင်နေတဲ့ကောင်းကင်မှာအဖြူရောင်တိမ်တိုက်ကိုတွေ့ရတယ်။အဖြူရောင်ကလှပတန်ရှင်းစင်ကြယ်ခြင်း၊ငြိမ်းချမ်းခြင်း၊ရိုးသားအပြည့်ကင်းခြင်း၊ရိုးရှင်ခြင်း၊မျှော်လင့်ချက်အသက်စတင်ခြင်း၊ဖန်ချက်နေခြင်းတို့ကိုစားပြုပါတယ်။အဖြူရောင်ကိုကြိုက်တဲ့သူတွေကအဖြူရောင်လိုဂုဏ်သတ္တိရှိမှာပေါ့။သူတို့ကရိုးသားရှင်းလင်းနေတာကိုကြိုက်ကြတာ။တင်ရောအဖြူရောင်ကိုကြိုက်ပါသလား။ soft color အကြောင်းလေးတွေကိုကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ cool color တွေအကြောင်းတင်ဆက်ပေးသွားပါမယ်ရှင်